မင်္ဂလာပါရှင်ကျမတို့ခုလိုမျိုးပေါ့နော်ဝေးရသည်ကိုရောက်လာလို့ရှိရင်ဒီကပုံလေးထဲမှာပြထားတဲ့ဗေဒာလေးတွေဟာအစီအရီနဲ့ပေါ့နော်ပွင့်လာကြပါပြီတကယ်ကိုပဲကန်နေထဲမှာဆိုရင်ဗေဒာလေးတွေကလေတကယ်ဖွေးပြီးတော့လေတက်အယောင်တွေထွက်နေတယ်လို့ပါပဲရှင်အဲ့လိုမျိုးဗေဒာပန်းလေးတွေကိုလွန်ခဲ့တဲ့ပေါ့နော်1960ပြည့်နှစ်လောက်ကဆရာကြီးဇော်ကြီးဆိုတဲ့ကျမတို့ပေါ့နော်ဆရာကြီးကနေပြီးတော့နုပညာဆရာကြီးကနေပြီးတော့ကြပြလေးတစ်ပုဒ်ကိုရေးဆက်ခဲ့ပါတယ်အဲ့ဒီကြပြလေးရဲ့ခေါင်းစဉ်ကတော့ပန်းပန်လျက်ပဲတဲ့ကျမအဲ့ကြပြလေးကိုရွတ်ဖတ်ပြီးတော့ဒါမျှဝေခွင့်ပြုပါရှင်ကြပြလေးရဲ့ခေါင်းစဉ်ကပန်းပန်လျက်ပဲညိုးပြပြလရာပြင်ချီရင်လှိုင်းတက်ရာဖေးတာတဲ့လှိုင်းတက်ရာစင်ရလဲမတက်တာအုံးလက်ကြွေရေပေါ်လောမျောဆုံလို့လားအစင်းနဲ့အလားဗေဒာမအထွေအုံးလက်ကြွေသူနံပေစောင်းခဲ့ရသည်စောင်းခဲ့လဲမတက်တာနောက်တစ်ချီဒီတလုံးကဖုံးလိုက်ပြန်ပါမြို့လီပေါ့ဘောမလားဗေဒာအလှတလန်ကွာလှိုင်းကြွပေါ်လိုက်ပြန်ရာပေါ်ပြန်လဲမသက်တာချောင်းဆွဲမြောင်းငယ်တဲ့ကဘဲထွက်လို့လားဘဲအုံမှာ100 200ဗေဒာကတပင်နဲ့အရက်အကန်ခံလို့ဗေဒာပြန်အံကိုခဲပန်းပန်လျက်ပဲတဲ့ဒီကြပြလေးကိုကျမတို့တွေနားထောင်ရတာပဲဖြစ်ဖြစ်ပေါ့ဖတ်လိုက်ရတာပဲဖြစ်ဖြစ်အင်အားတွေကိုတိုးစေပါတယ်ဒီလိုဗေဒာပင်လေးရတာအခက်ခဲတွေလှိုင်းတပိုးတွေကြားမှာအခက်ခဲပေါင်းများစွာရိုက်ခတ်မှုပေါင်းများစွာကိုအန်တူပြီးတော့ဒီပေါ့နော်သူ့ရဲ့ဒီကျော်မှာပေါ့နော်အမြဲတမ်းသွားလာလျက်ပဲရှိနေလျက်ပဲတည်ရှိနေလျက်ပဲဆိုတာလေးကိုသိရှိခွင့်ရတဲ့အခါမှာအားရင်တွေကိုဖြစ်ရပါတယ်ရှင်ဒီလိုမျိုးပါပဲရှင်ခုကျမရဲ့ဗေဒာပန်းလေးတွေကိုပြထားတဲ့ဗေဒာပန်းလေးတွေကိုကြည့်ရှုနေသူပေါင်းကလည်းပဲပန်းလေးတွေကိုလည်းမြင်တွေ့ရတယ်ကြပြလေးကိုလည်းကြားသိခွင့်ရတယ်အဲ့ဆိုတော့နော်အားရင်တွေဖြစ်ကြပါစေလို့လည်းကျမအနေနဲ့မျှော်လင့်ပါတယ်ဒီဗေဒာလေးတွေကပတ်ဝန်းကျင်ကိုအများကြီးအကျိုးပြုတဲ့ဗေဒာလေးတွေပါသူတို့ကတကယ်ကိုပဲပေါ့နော်လောကရန်ရဲ့အံကိုတူးပြီးတော့ကြံ့ခံပြီးတော့ပေါ့နော်မိရဲ့ဘဝကိုအရှုံးမပေးဘဲနဲ့ရှင်သန်ရပ်တည်နေကြသူလေးဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါ